Hello မင်္ဂလာညနေခင်းလေးပါဒီနေ့15ရက်6လ2025ပထမကျင်း73စုံ6ကျန်းနွဲ10စုံ5ကျန်းနွဲ3စုံအောင်မြင်အောင်လှူဒန်းခဲ့ပါတယ်အလှူရှင်များပထမကျင်းအလှူရှင်များဟိုတင်အလှူပို့4ပို့တင်ထားပါတယ်နာမည်စည်ရင်းတွေဆရာတော်တွေအကုန်ရွတ်ပြထားပါတယ်73ဦးလုံးရဲ့နာမည်တွေတသေးချာချာဖွင့်ပြီးတော့နားထောင်ကြပါနောက်ပြီးတော့ကျမရွှေကုံဖျားမှာဒီကြောက်တန်းမြို့နယ်တန်ခနိုင်ကအဖွဲ့ဝင်ဆရာတော်ရွှေကုံဖျားမှာ6ကျန်းနွဲတစ်စုံနဲ့5ကျန်းနွဲတစ်စုံကိုဈေးဥဖောက်ပြီးတော့လှူသွားတာပေါ့နော်အဲ့ရနေပြီးတော့ကြောက်တန်းမြို့နယ်တန်ခနိုင်ကရုံးကိုပထမကျန်း6ကျန်းနွဲ9စုံ5ကျန်းနွဲ3စုံအားလုံးပေါင်း10စုံယူပြီးတော့အဲ့မှာကြောက်တန်းမြို့တန်ခနိုင်ကရုံးမှာကြောက်တန်းမြို့နယ်တပိုင်းကကျောင်းထိုက်ဆရာတော်တွေလာပြီးတော့အလှခံသွားပါတယ်เนาะအဲ့ဒါပြီးတော့ပြန်လာအဲ့ကြောက်တန်းရကနေကျမဒီရွှေကုံပြန်လာပြီးတော့ညနေ3နာရီခွဲမှာရွှေကုံဖျားမှာကျမတို့ဂျပန်ဖျားမှော်ပြီးဘက်ကဆရာတော်2ပါးကိုအဲ့မှာပထမကျင်း6ကျန်းနွဲ2စုံထပ်လူရပါတယ်အဲ့တော့ညီမလေးလမ်းစရိတ်3သိန်းကျော်ကုန်ပါတယ်ဒီတက်စီနဲ့ဒီလိုအသွားပြန်တောက်လျှောက်ရွှေတကုံကနေကြောက်တန်းကနေရွှေတကုံကနေအိမ်အလုံးမောက်တစီကကြီးပဲညီမ3သိန်းကျော်ကုန်ပါတယ်ဒါပေမဲ့အလှပွဲကြီးဖြစ်မြောက်သွားပါတယ်အလှပွဲကြီးအောင်ပါတယ်အဲ့ဒါအလှဒီပထမကျင်းအလှရှင်တွေကိုလာပြောပြတာပါအလှပွဲကြီးအောင်ပါတယ်